နော်ဂျေစကက်ကိုတိုင်းအတွက်နီးဆိုတော့ဒီမှာတင်နဲ့စမယ်နော်တင်အစားနှစ်မြင်မြခြင်းအနှုတ်တက်ဆိုတက်လက်မပါနော်ဒီမှာအရှိအပေါင်းနှစ်ဆိုတော့နှစ်လက်မပါနော်ဒီဥစ္စာကိုခောက်ရှင်တဲ့ပုံမူတည်ပြီးတော့ဒီနှစ်နေရာမှာတက်လဲရတယ်မခောက်ရှင်ဘူးဆိုလည်းမပေါင်းနဲ့ပေါ့နော်အဲ့တော့ကိုကနှစ်ခောက်မယ်ဆိုတော့39နှစ်ခောက်မယ်ဆိုရင်41တောင်ရတယ်နော်ဒီဖြစ်တဲ့ဒါကကြတော့အဖြေမဟုတ်သေးဘူးဖြေမဟုတ်သေးတော့ဒီမှာတင်36အစားနှစ်ဆိုတော့တင်36ကိုနှစ်နဲ့စားတော့18နှစ်လီ36နော်အဲ့တော့အနှုတ်1ဆိုတော့ဒီလောက်ဖြစ်7ဖြစ်နော်7ဖြစ်အဲ့7ဘာမှတ်မလဲဆိုတော့အတွင်းချမ်းလို့မှတ်မယ်နော်7အတွင်းချမ်းမှတ်ပြီးတော့အဲ့ဒီအတွင်းချမ်း7နဲ့ကအနှုတ်နှစ်လက်မှာအဖုံးချမ်းမှတ်မယ်နော်အဲ့တော့ဘာရမလဲ15ရမယ်နော်အဲ့တော့ဒီခါနဲ့တင်နဲ့နော်အဲ့ဒါတောက်ကစားဖို့ကြတော့ဒါကျိုးနှုတ်ထားလိုက်မယ်နော်အဲ့တော့တင်36ထဲကခါ24ကိုနှုတ်နော်12กว่าမှာလားနော်12လက်မှกว่าမယ်ဒါလေးကိုလည်းမှတ်ထားပေးမယ်နော်အဲ့တော့ဂျေစကက်ကိုဆွဲပြမယ်နော်ခဏရက်လိုက်တယ်နော်ဂျေစကက်ကိုဆွဲပြမယ်နော်ဆွဲပြမယ်ဆိုတော့ဒါကိုပိတ်ရမလှလို့သဘောထားလိုက်ဘောပဲနော်ထင်လားစားမြင်ရနော်ပိတ်ရမလှလို့သဘောထားဒါကအောက်ဖက်ဒါကအပေါ်ဘက်နော်အဲ့တော့ခါကိုကိုယ့်ဖက်မှာထားနော်ခါကိုကိုယ့်ဖက်မှာထားပြီးတော့ဘယ်ညာနော်ဘယ်ညာတက်မှတ်မယ်ဘယ်ဘက်လက်မှာကိုဘယ်ဘက်လက်ဖက်ကိုဘယ်ညာဘက်လက်ဖက်ကိုညာနော်မှတ်ထားပြီနော်အဲ့တော့ဘယ်ဘုံအတွက်အဖုံးကျဲဘယ်မှာရှိညာဘက်မှာရှိတယ်နော်ညာဘုံအတွက်အဖုံးကျဲဘယ်မှာရှိဘယ်ဘက်မှာရှိတယ်နော်အဲ့တော့ဆရာမတို့စလုပ်မယ်ဆိုလို့ရှိရင်သူကအတွင်းကျဲစမှတ်မယ်နော်အဲ့တော့အတွင်းကျဲစမှတ်မယ်ဆိုတော့စောနာကတို့ကတင်အစားနှစ်အနှုတ်1ဆိုတဲ့အဖြေကကြတော့ဟာဆက်ခွန်ရတယ်နော်တကယ်လို့ဘိုက်ပူပြီးတော့ခါတုတ်တယ်ခါနဲ့တင်တယ်တိတ်မကွာဘူးဆိုရင်တင်အစားနှစ်အနှုတ်1ကိုမလုံးနဲ့တင်အစား2ကိုတခါလေအတွင်းကျဲမှတ်ပါဟိုပိန်ပြီးတော့ခါသေးတင်ချီဒီလိုမျိုးဆိုရင်နော်တင်အစားနှစ်အနှုတ်1ကိုလုပ်ပါနော်အဲ့နှစ်မျိုးကိုကစားပြီးသုံးလို့ရတယ်နော်အခုကျတော့တို့ကတင်အစားနှစ်အနှုတ်1ကိုလုပ်မယ်နော်လက်ဖိတ်တိုင်ပါတယ်အော်ဟုတ်ကဲ့နော်အဲ့တော့အတွင်းကျန်းကိုတို့ကဘယ်ဘုံနဲ့ပြမယ်နော်ဘယ်ဘုံဆိုတော့နော်ဘယ်ဘက်ကနေစမယ်နော်အတွင်းကျန်းကိုဘယ်ဘက်ကနေစမယ်ဒီမှာစက်ကူတေးတေးလေးဆိုတော့တို့မှန်းစီနေပဲလုပ်လိုက်မယ်နော်ဆက်ခွန်ဒီနားမှာရှိတယ်ပေါ့အတွင်းကျန်းမလားဆက်ခွန်နော်ဒီကနေပြီးတော့ဆက်ခွန်တားလိုက်တယ်တားလိုက်တဲ့အဆက်ကလေးကနေပြီးတော့တို့တလက်မတောက်လေးသုံးမယ်ပေါ့နော်တလက်မတောက်လေးသုံးမယ်သုံးပြီးလို့ရှိရင်ဒီတလက်မတောက်လေးရဲ့အကွာဝေးရကြတော့တစ်ခွဲခွာမယ်တစ်ခွဲခွာပြီးနောက်ထပ်တလက်မတောက်လေးသုံးမယ်နော်သုံးပြီးတဲ့ခါကျတော့နောက်ထပ်ဒီကတောက်ကလေးကိုအရင်ဆွဲပေးရမယ်ဆိုတော့ဆွနာတင်အမြင့်ကခွန်နော်ခွန်ဆိုတော့ဒီဆက်စချင်းတွေ့တဲ့တောက်ကကြတော့ခွန်ထက်ကို40ရော့ပြီးတော့နော်6ခွဲနော်6ခွဲတောက်လေးဟိုဘက်ကိုတစ်ခွဲခွာမယ်ဟိုဘက်တလက်မဒီဘက်တလက်မမှတ်ပြီးတော့သူ့ကိုကြတော့ခွန်နော်တိုင်းထားတဲ့တင်မြင့်ကဒီမှာမှတ်တယ်နော်အဲ့ခွန်ပြီးရတယ်သူကခါ24ပဲရှိတဲ့အတွက်သူ့ကိုတင်ကွာမတိုင်းမိထားဘူးဆိုရင်သူကတင်ကွာ5နော်24 23 24 25လောက်ထိကို5ပဲ5တင်ကွာ5သုံးလို့ရတယ်နော်5သုံးမယ်အဲ့ဒီ5သုံးပြီးရတယ်ဟိုဘက်ကိုဒါတလက်မဆက်မှတ်မယ်အဲ့ဒီတောက်လေးကလည်းသူကခွန်ဖြစ်ရမယ်အဲ့တော့အရှိနှစ်ခုကအလဲကောင်းပါနော်အဲ့ခွန်တောက်ပြီးရတယ်နောက်ထပ်ဒီကနေတစ်ခွဲခွာမယ်တစ်ခွဲခွာပြီးတော့ဟိုဘက်ကိုတလက်မဆက်မှတ်မယ်ဆက်မှတ်ပြီးဆွနာလိုပဲဘေးတောက်လေးရကြတော့သူကခွန်မဟုတ်ပဲနဲ့6ခွဲဖြစ်မယ်နော်အတွင်းကျန်တလက်မတောက်တစ်ချောင်းနော်တလက်မပြီးရတယ်တစ်ခွဲခွာနောက်ထပ်တလက်မတောက်တစ်ချောင်းနောက်ပြီးတင်ခွာ5ခွာတလက်မတောက်တစ်ချောင်းတစ်ခွဲခွာနောက်ထပ်တလက်မတောက်တစ်ချောင်းဒီတလက်မတောက်လို့ပြောလိုက်ပေမဲ့သူကပူးချုပ်လိုက်ရင်2လက်မကုန်တယ်နော်အဲ့တော့2လက်မကုန်မယ်ချုပ်လိုက်တော့2 4 6 8စုစုပေါင်း8လက်မကုန်သွားပြီလို့မှတ်ရမယ်နော်အဲ့တော့ဒီဘက်တောက်အစွန်လေးကနေပြီးတော့လေနောက်ထပ်သူကကြတော့ဗာလေအတွင်းချမ်းတွေကနေ
အတွင်းကျန်နေကနေပြီးတော့အနှုံးနှစ်ဆိုပြီးတော့15နှစ်ပြန်ရရင်เนาะအဲ့တော့တောက်ပေးရနေ15တပြန်နောက်တော့15တပြန်ဆိုပြီးတော့အဖုံးချမ်းကိုမှတ်ပေးရမယ်เนาะဒါဆိုရင်ဂျေးစကတ်ရဲ့ပြီးပြီပေါ့เนาะသူကပထမအဆုံးစပြောဖို့မေ့သွားတာကိုအရှိကိုတိုင်းမယ်เนาะအခု39နှစ်လက်မခောက်မယ်ဆိုရင်ဒါ39ကျန်ပေါ့39အကျန်လိုချင်တာဖြစ်တဲ့အတွက်နှစ်လက်မပေါင်လိုက်တော့41အကျန်ဒါเนาะအောင်နာမဒီလိုခောက်ရမယ်ပိတ်မလောက်ဘူးဆိုလည်းအောင်နာမခောက်ဘူးအောက်ခောက်တာမကြိုက်ဘူးဆိုလည်းအောင်နာမခောက်ဘူးပေါ့เนาะဒါဆိုရင်တော့သူ့ရဲ့ဂျေးစကတ်ဒါတန်းလေးလေးရပြီဆိုတော့ဆောနာတို့ထောက်က12กว่าခဲ့တယ်လို့ပြောရယ်เนาะခါနဲ့တင်နဲ့12กว่าတယ်နော်ခါနဲ့တင်နဲ့12กว่าတယ်အခုကတင်မှာတောက်ထိုးလိုက်တာ8လက်မကုန်သွားပြီနော်8လက်မကုန်သွားတော့သူကဘာပို့သေးရော4လက်မပို့သေးနော်အဲ့4လက်မပို့တာကိုဘာလုပ်မလဲဆိုတော့အတွင်းချမ်းမှာတထောက်အဖုံးချမ်းမှာတထောက်ထိုးပေးရမယ်ပေါ့နော်ထိုးပေးရမယ်ဆိုတော့4လက်မကိုတဝက်စီကွဲလိုက်တော့2လက်မစီရတယ်ပေါ့နော်အဲ့တော့အတွင်းချမ်းမှာနံပါတ်အစွန်ဆုံးကနေပြီးတော့9လက်မလောက်ဝင်ပြီးတော့အမှ1လက်မတောက်တချောင်းထိုးပေးရမယ်အဲ့တလက်မတောက်ကိုပူလိုက်လို့ရှိရင်ဘယ်လောက်ရ2လက်မရတယ်နော်အဲ့တောက်လေးရကြတော့ဒီအပြင်ဆုံးတောက်ထက်4စိတ်တူလိုက်ပေါ့နော်4စိတ်တူပြီးတော့သူ့ကိုကြတော့6လက်မရှိနဲ့တလက်မတောက်လေးသုံးပြီးနော်အဲ့တော့ဒီညာဘက်ကနေလဲအတွင်းဘက်ကို9လက်မလောက်ဝင်9လက်မလောက်ဝင်ပြီးတော့တလက်မတောက်လေးထိုးတလက်မတောက်လေးထိုးပြီးတော့သူကကြတော့လဲ6လက်မရှိအဲ့တော့ဒီတလက်မတောက်ကိုပူချုပ်လိုက်တော့လဲ2လက်မကုန်တယ်ဒီဘက်ကတလက်မတောက်ကိုပူချုပ်လိုက်တော့လဲ2လက်မကုန်တော့2 4 6 8 10 12ဆိုပြီးတော့သူကတင်တဲ့ခါနဲ့ကွာနေတဲ့12လက်မတောက်ကနော်ကုန်သွားပြီเนาะဒါဆိုရင်တောင်းမှတ်တာရတယ်